ကျန်တဲ့ပစ္စည်းကိရိယာတွေဆိုတော့နည်းနည်းခက်ခဲနေမှာဆိုထိတစ်ချောင်းနဲ့ပဲပြမယ်အဲ့တော့နံပါတ်1လေ့ကျင့်ခန်းလေးကကြတော့ကျွန်တော်တို့ဘာလို့ချင်လဲဆိုတော့ဟောဒီလက်မောင်းအုံနေရာကနာကျင်တဲ့ခံစားချက်မျိုးဖြစ်တဲ့သူတွေဒီလက်မောင်းဘေးနေရာတွေကနာကျင်တဲ့ခံစားချက်ဖြစ်တဲ့သူတွေအတွက်ကိုလေ့ကျင့်ခန်းပြမှာပါအဲ့တော့ထီးမှာကကျွန်တော်တို့ကဟောဒီကင်တဲ့ဘက်ရှိမယ်အချွန်ဘက်ရှိမယ်နာတဲ့ဘက်ကလေးကိုအချွန်ဘက်ကိုကင်နာမယ်ကျွန်တော်တို့ကအရင်စုပ်ကင်ပြီးနာတဲ့ဘက်ကနေဥဆောင်ပြီးသွားတာမျိုးမလုပ်ရပါဘူးကောင်းတဲ့ဘက်ကနေပြီးတော့မှဥဆောင်သွားမယ်အရေးကြီးအချက်ကတရောင်စစ်နှစ်ဖက်ကိုလုံးဝဆန့်တန်းလိုက်ပါမယ်ပြီးတဲ့အခါမှာအပေါ်ကနေပြီးလက်ကိုဒီလိုကုတ်တာကုတ်အောင်မဖြစ်တော့တဲ့ပဲကင်တာဥဆောင်တဲ့ဘက်ကကောင်းတဲ့ဘက်ကဥဆောင်ပြီးခေါ်လာခဲ့ပါနာတဲ့ဘက်ကကင်ပြီးအသာလေးမျောပြီးလိုက်ခဲ့ပါအဲ့လိုမြောက်လာတဲ့အခါမှာဒီလက်မောင်းအုံနေရာကတင်းလာတဲ့ခါစားချက်လေးရလိမ့်မယ်အဲ့တော့မှထပ်မြောက်ရင်တော့အရန်နာလိမ့်မယ်နိုင်သလောက်ပဲသွားတင်းရုံပဲတင်းမနာစေနဲ့ဘယ်လောက်သွားမလဲဆိုတော့10စက္ကန့်15စက္ကန့်လောက်သွားမယ်ပြီးရင်တော့ပြန်လျှော့မယ်အဲ့တော့မှ3ကြောကနေ5ကြောလောက်မနေ့အရာထားညအရာဝင်ပုံစံမျိုးဆက်မယ်ဆွဲတင်လာမယ်တင်းလာတဲ့ခါစားချက်စရလာပြီဆိုရင်1 2 3 4 5 6 9 10ပြန်ချမယ်ဒီလိုချပြီးမှတောင်းနံပါတ်1လို့မှတ်မယ်အဲ့နံပါတ်1ဒီခုနပြောလို့ဒီပခုံးစစ်နေရလက်မောင်းအုံနေရကြောက်သားတောင့်တင်းနာကျင်မှုကိုတတ်တာစေတယ်နံပါတ်2လေ့ကျင့်ခန်းထုံးစံတိုင်းပဲကျွန်တော်တို့ဒီအချွန်ဘက်ကိုပဲမှာထားမယ်ဆိုနားတဲ့ဘက်ကိုအချွန်ဘက်ကိုထားအဲ့ဆိုမှတ်ဖို့လွယ်ဟုတ်ပြီနော်ဒီခါကျတော့ဘယ်လိုမလဲခန္ဓာကိုယ်မှာထောင်စစ်ကိုကတ်လိုက်ဒီဘက်ကိုလည်းခန္ဓာကိုယ်ထောင်စစ်ကိုကတ်လိုက်ပါပြီးပြီဆိုရင်ခုနလိုပဲထီလေးကိုဒီလိုမျိုးလေးပြန်ကိုက်ကျွန်တော်လက်ကဒီလိုဆုထားလည်းမဖြစ်ရဘူးအရင်ကားနေမျိုးလည်းမဖြစ်ရဘူးခန္ဓာကိုယ်ကနေပြီးတော့လက်နှစ်ဖက်ကမြင်းပြိုင်ပုံစံမျိုးလေးပဲထွက်ရမှာပြီးပြီဆိုရင်ကျွန်တော်တို့ကသရောင်စစ်ကိုကတ်ပြီးဘေးသို့ရွေ့တော့အနေထားသရောင်စစ်ကိုကတ်ပြီးတော့ဘေးသို့ရွေ့တော့ဒီဘက်ကောင်းတဲ့ဘက်ကဥဆောင်ရတွန်းမယ်လက်ကလေးကကာမီပါသွားပုံစံမျိုးသွားမယ်ကျွန်တော်လိုချင်တာဒီလက်ကလေးကိုသရောင်စစ်ကပ်ပြီးဒီလိုခွာလိုက်တဲ့အခါမှာဒီနားလေးကတင်းသွားတဲ့ခါကျချက်ကလေးပဲလိုချင်တာတင်းုံမဲ့တင်းမနာစေနဲ့ပေါ့နော်ဒီလိုပုံစံလေးရွေ့ရှာပါမယ်အော်ဒီကြော်သားတင်းလာပြီဆိုရင်ကျွန်တော်တို့ဘယ်လောက်ထားမလဲ10စက္ကန့်နဲ့15စက္ကန့်အောင်မှာထိန်းထားပါမယ်ပြီးပြီဆိုရင်တော့အဲ့ဒါလေးကိုလေ4ကြော့3ကြော့လုပ်ပြီးလို့ရပါအဲ့ရထားအဲ့ရဝင်ပုံမှန်လေးလုပ်ပေးကြည့်ပါအခုနောက်လေ့ကျင့်ခန်းတစ်မျိုးကလွယ်တယ်ဒီလက်မောင်းအုံနဲ့လက်မောင်းစစ်ကြွက်သားတွေကိုလည်းပို့ပြီးတော့မှကောင်းမွန်စေတယ်ပေါ့နော်အခြေခံဖြစ်တဲ့ pendulum လိုမျိုးဟိုပါပေါ့နော်လက်ကလေးကိုချိန်ကြီးပုံစံမျိုးလွှဲတာမျိုးလေးတွေအဲ့ဒါလေးကနေအရင်စကြည့်ပါအဲ့ဒါလေးတွေရပြီဆိုရင်အခုနောက်ပုံစံအိမ်မှာတင်ထီတစ်ချောင်းလေးနဲ့လေ့ကျင့်ခန်းလုပ်တာလေးတွဲပြီးလုပ်ကြည့်ပါအဲ့တော့ဒီနည်းလမ်းကတော့အိမ်မှာကျွန်တော်စိတ်ဝင်စားတဲ့လည်းဝေးတယ်အိမ်မှာပဲလေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့သူတွေအတွက်ဆိုရင်ထီတစ်ကြောင်းနဲ့ကူညီပေးပါလိမ့်မယ်အစားသောက်နေထိုင်လေးတွေပါဆင်ခြင်မယ်ပြီးတော့ခုနပြောလို့ပေါ့ဖေးဆောင်ရတိုင်းလုံးဝရှောင်မယ်လေးပင်တွေဆွဲတာမှားတာရှောင်မယ်ဆိုရင်တော့ဒီလက်မောင်းစစ်ကိုပို့ပြီးတော့အနားရတဲ့အတွက်ကြောင့်ပို့ပြီးသက်သာနှုန်းပိုမြင်ပါတယ်ခုနပြောလို့စီးကျယောဂခံရှိရသူအသက်45နောက်ပိုင်း50နောက်ပိုင်းအမျိုးသမီးများဖြစ်ခဲ့တယ်ဆိုရင်တော့ဘာမှမလုပ်ပဲလက်မောင်းကတ်တဲ့အတွက်ကြောင့်ဒီယောဂကိုဖြစ်လာခဲ့ပြီဆိုရင်လည်းအကောင်းဆုံးအမြင့်ဆုံးကျော်ဖြတ်နိုင်အောင်ဒီနည်းလမ်းလေးတွေမျှဝေပေးလိုက်ပါရနော်